Hello everywhere အားလုံးပဲမင်္ဂလာပါရေဒီမှာတော့ unboxing လုပ်ပြဆရာရှိလို့ပေါ့နော်ရေဒီအရင်ကဝယ်ထားတဲ့ပေါ့နော် wallet လေးပေါ့တော်တော်လေးကိုကြာနေwallet တော်တော်လေးကိုကြာနေwallet ကပျောက်သွားပြီးတော့ဒီခု wallet တစ်ခုဝယ်ထားတယ်အဲ့ဒါတော့ဖောက်ပြီးသွားပြီဒါပေမဲ့ sorry ခုနကချောင်းဆိုတော့ပေါ့နော်အနည်းဆုံးတူအောင်တော့ပြန်ပြီးတော့လောက်ထားလိုက်တယ်ရေဒီအခုအဲ့ဒါကိုပြန်ပြီးတော့ unboxing လုပ်ပြဖို့ပဲဖြစ်ပါတယ်မိုးလဲရွာနေတော့လေအရင်အလင်းကလည်းမခံစားနိုင်တခါရလည်းပိတ်ထားရမိုးရွာနေတော့မကြည့်အောင်ဖုံးမီနဲ့ဖုံးမီထွန်းတွေးဖြစ်သွားမှာဖုံးမီထွန်းလိုက်တော့ is safe ပါရှင်အခုရဲ့ဖုန်းရဲ့လုံးဝကင်မရာလုံးဝကောင်းနေကွာဒါတော့ဆိုဒီဖုန်း tablet နဲ့ရိုက်ထားဆိုကင်မရာလုံးဝကောင်းနေ iPhone ကိုတော့ဒီတောက်နေပေါ့နော်အဲ့ဒါတိကျပါအမပါသွားရင်လည်းခုလို့ဒီပါဒီကိုလည်းအပိကြပါအောင်လို့ချမလေးခုကတော့ let's go unboxing လုပ်ပါမယ်ဒီ unboxing လုပ်ရတော့တော်တော်ကြာနေဒီဗီဒီယိုကမရိုက်ဖြစ်လာဘူးကွာအဲ့ဒါကြောင့်ပြင်းနေလို့ပြန်ပြီးတော့လုပ်မှာပဲဖြစ်ပါတယ်ခုတော့နော် let's go unboxing well we want no dun unboxing လုပ်ပါမယ် let's go အထက်မှာဘယ်လိုလေးလဲဆိုတူတူတက်တယ်သူကပေါ့နော်အရင်ဆုံးသူ့အကြောင်းလေးပြောဆိုသူက1854မှာစပြီးသူတို့ရဲ့ brand ကိုတည်ထောင်ခဲ့ဆိုပါတော့ဟုတ်လိုက်ရဒီမှာ error လေးရှိတယ်တော်တော်လေးကြာပြီးတော့ငယ်လေးပေါ့ဖြစ်တယ်တန်အဲ့လေးတော့မှနည်းနည်းလေးဒီထက်ကအိတ်ကလေးတော့မှအိတ်လေးသေးသေးတော့ wallet လို့ပြောတော်တော်လေးကိုကြည့်ရဲအဲ့ wallet တော့မှနည်းနည်းလေးသိရမလားအသားရကွာနေblind box ဖောင်းရလက်သေးလေးပေါ့နော်ထားလိုက်ပါတော့ဟိုပါလေ blind box တို့ unboxing လို့လက်သေးလေးနဲ့ဖောက်ရှင်တော့လက်သေး is no အနီအောင်ဆိုးထားတော့မှရေးရည်တယ်တော်တော်လေးကိုပြက်စီးသွားတယ် and then ဟုတ်ပါအနီအောင်နဲ့အမဲရအောင် sorry okay ဖောက်ပါမယ်နည်းနည်းလေးမမြင်ရဘူးလားလို့လေသူ့ရဲ့ကျိုးကလည်းဒီမှာသူ့ရဲ့ look ကရေးထားပြီးရပေါ့နော်ဒီစိမ့်ကိုသူလည်းဒီမှာတော်တော်လေးကြာပြီးဆိုတော့လို့လေးရှိတယ်ဒါမှဆို wallet ကလေးရဲ့အကလေး protect ခံထားတယ်ပြီးဒီထဲမှာပါပါဆိုရင်ဒီကံသူ့စာအိတ်လေးစာအိတ်လေးဒီမှာတော့ဘာမှမဖောက်ပြတော့ဒါဆိုရင်သူ့အကြောင်းမရေးထားတဲ့စာအုပ်ဒီလေးတောက်တော့ရှိတယ်ပြီးရင်ပြုံးစာမတက်တော့ခတ်တယ်ဒီရုပ်လေးနည်းနည်းစိုးနေနည်းနည်းမောင်အရင်စိုးနေโอเคလင်းတော့ဖွင့်လိုက်ပြီတကားအောင်ဖွင့်လိုက်ပြီဘယ်ကတော့လိုက်တဲ့တောင်းမှရေကိုနောက်ကဘက်ကတိုခန်းထဲမှာရောက်နေပြည့်ရတာโอเคဆိုတော့ရမယ်နော်အားလုံးကျင်းမိသွားပြီမှာဒီစာဒီရဲ့ LV တကယ် LV အိမ်မဟုတ်တကယ် LV အိမ်မဟုတ်ပါဘူးလို့ဒီစာဘလို့ဒီရဲ့ဟာဘာထည့်ရလဲမသိအမေပတ်စံအိတ်လားမသိအဲဝယ်ထားတာအဖေလားအမေလားအဖေထင်တာပဲအဖေရဲ့ wallet ဝယ်ထားတာယတိဒါယတိဒီမှာကြည့်ဟိုမဟုတ်တိတာတကယ်တော့ LV မဟုတ်နော်ဒီ LV မကန်နိုင်သေးဘူးငယ်လေးနဲ့အယတိအဖေဟာဟိုမှာအခွန်ယူပြီးဒီသုံးတာကုန်းကျင်းမိသွားပြီပါတောက်ခွင့်ပါရဲ့အတွက် okay ယတိရဲ့ wallet ထဲမှာဘာတွေပါလဲဆိုတော့ဒီကြည့်ရခုဆိုရင်မှာ teddy bear လေးကိုတွေ့ရမှာဖြစ်ပါတယ် is it teddy bear okay ပြင်ပါဒီလိုလေးပြင်အောင်နော်သူ့မှာဘယ်နှကန့်ပါလဲဆိုတာတော့အရင်နောက်မှပြင်မယ်နော်ဒီမှာဆိုလို့ရှိရင်အလင်းရမ်းပြန်ဒီမှာဆိုလို့ရှိရင်ကွာဒီရဲ့
Demon Slayer တွေကကားလေဒီကောင်နဲ့ကောင်မနိုင်ဒီကားတည်ရမလားဒီကားလေအကားရဲ့အကားဟိုမှာတော့စော့တဲ့ကတ်ကိုမှရဒီကကြိုက်လို့ဘောလက်ထဲမှာထည့်တာအဲ့ဒါသူတို့စကားအရင်ကြိုက်လို့ပြီးတော့ဝဲနေပါလေကောင်းပါမွေးနေရပဲကောင်းမွေးလို့ရှိရင်မွေးရပဲကောင်းပါရဲ့နော်ဒီတရားဟာကိုပေါက်မယ်အဲ့ရှင်ဒီမှာဓာတ်ပုံလေးထည့်တာအဲ့ဒါတော့ရေဒီမှာပြရတော့ရမ်းရုပ်ဆိုပြလိုက်ပါမယ်ဒီရဲ့ငယ်ငယ်တော့ပုံတော့လုံးဝမပြနိုင်ဒါရေဒီရဲ့ကျောင်းဝင်အဝင်မှတ်တော့ပုံရေဒီကိုတချို့ဆိုတိကြမယ်အဲ့ဒီကိုရေဒီသပင်တလောက်တော့ရေဒီစရင်းနဲ့ကွာဒူးမှ viewer တွေပါညာတက်လာအောင်နောက်ပိုင်းရေဒီတနေ့လောက်ကြာမှပြန်ပြီးတော့ screen ဖြစ်တော့လုံးဝ view တွေကတက်လာတော့အဲ့ဘာထားသိချင်နေပေါ့နော် okay ခုနကတော့ယောဂမဲနေအခုကတော့ကောင်းသွားပြီတောင်းမှရဲ့အတွက်ပြမယ်ဒီ mostly ရကတ်ခဲ့တာအဲ့ဒါပဲရှိရရဒီပစ္စည်းမဘာမှမရှိဘူးဒီမှာဘယ်နှကန်ပါလဲဆိုတော့ဒီမှာတကန်နော်ဒီမှာတကန်ဒါတကန်နှစ်ကန်ဒီမှာအောက်မှာတကန်ရှိသေးတယ်တွေ့လား3ကန်4ကန်ဒီမှာတွေ့လားအောက်မှာတကန်ရှိသေးတယ်မှာ5ကန်ဒါ6ကန်9ကန်10ကန်9ကန်ဒီပစ္စည်းဒီလေးမှာ9ကန်ပါဆိုယုံလားယုံလို့နော်ရမယ် This is ကျမညီမလေးပြောဒူချီကောင်မှာတန်းအဲ့တော့ဒီတနာဖို့ကောင်းတဲ့ကောင်မလေးပေါ့နော်အရင်ချောတဲ့ကောင်မလေးစစ်စီဒါဒီမိုစလေးရကောင်တပ်လိုက်ရှင်ဒါတော့ကျမရဲ့စစ်တော်ကြီးပေါ့နော်ဒါအတိုင်းမှာဝိုးလို့ဒါတော့အားရပါရအဲ့လိုလုပ်တယ်နေရဒီမှာအလင်းကအရင်ပြီးတော့ဒါကိုသူ့ညမလေးရဲ့သွေးနဲ့ထိပြီးတော့ဒီလိုရောင်တောက်မိုက်ဒါဒီမူဖလေးအကောင်မဖြစ်ပါတယ်ငိုနေသေးတယ်သူလုတ်ပြီးသူငိုနေတာဖွင့်နေရကတ်ဒါတော့အရင်ကြိုက်တယ်ဒီကောင်မသွေးစုပ်ကောင်မသွေးစုပ်ကောင်မဟုတ်ပါမသိရောကောင်မမသိဒီမှာဒီကောင်ကတော့ကောင်မကိုကြိုက်တာပေါ့နော်ဒီကောင်မသူ့ရဲ့ညီမကိုသူတို့ကမောင်နှမသူ့ရဲ့ညီမကိုသူကကြိုက်တာသူကပြေးသွားပါနော်ရန်ကသူရဲ့ကောင်ဒါကတော့သူ့ဓာတ်ကိုကျိုးအောင်လုပ်လို့ဆိုပြီးတော့ရန်တွေ့နေတဲ့ကောင်ပြဒါကတော့ဒီလိုအားလုံးကြည့်မယ်လို့ထင်ပါတယ်ဒီကောင်ကိုတချို့ဆိုတည်ရကွာဒီမိုစလီယာတွေကယောက်ျားလေးတော်များသိမယ်ရှင်ဒီက enemy ကားဆို enemy romantic ကားလည်းကြည့်ရယ် romantic ကားလည်းငိုရမယ့်ကားလည်းဖွဲခွာခြင်းကားလည်းကြည့်ရယ်အကုန်ကြည့်ရယ်လဲပေါ့မိုင်မာလာလာတာကျွန်တော်မသိဘူးဟုတ်ပါနော်ဆိုအားလုံးချင်းမိသွားပါတယ်ကျမပြောတာကျမဟာမဟုတ်ပါဘူးအဖေဟာပါလေအဲ့ဒါကျမဒီဗီဒီယိုလောက်ပါပဲ LBA ကို blind ပေါ့အပေါင်းစလောက်တာမဟုတ်ပါဘူးဒီတော့ကျမဝေါ်လောက်လာပြbye bye အားလုံးပဲကျမဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုတော့မကြိုက်နေလည်းလုံးဝပေါ့နော် like subscribe လုပ်ပေးကြပါဦးဗလဲအလကားရတဲ့လက်မလေးလည်းနှိပ်ခဲ့ကြပါဦးလူကြီးတော့မနှိပ်ပါနဲ့ bye bye comment လေးလည်းဝင်ရေးခဲ့ကြအောင်ပေါ့နော်ဘာတွေလုပ်တင်နေပါညာဟုတ် bye